အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့ကုတူကိုဖွဲ့ထားရဆိုရင်ဘန်ကောက်မြို့စဖန်လူဝမ်မှာရှိရဲ့နှစ်ပေါင်း150ကျော်တက်တန်းရှိပြီဖြစ်တဲ့ဆူတောင်းပြေချောင်းမဲ့တပ်ထင်နှက်ကုန်းကိုသွားမှာဖြစ်ပါတယ်ခင်ဗျာဘယ်လိုသွားရမလဲဆိုတာကိုတော့ဒီဗီဒီယိုလေးရဲ့အဆုံးမှာကျွန်တော်ပြပြပေးထားပါတယ်ခင်ဗျာဒီနှက်ကုန်းကဆိုရင်ဆူတောင်းအရင်ပြေလွန်တော့ကြောင့်ကျွန်တော်တို့မြန်မာပြည်ကြားမှာဆိုရင်အမနှက်ကုန်းဆူတောင်းပြေမားကျော်နှက်ကုန်းဆိုပြီးတော့နာမည်ကြီးပါတယ်ခင်ဗျာပင်လယ်နယ်ဖျားတစ်ပါးဖြစ်တဲ့ထိုင်းလိုချောင်းမဲ့တပ်ထင်တရုတ်လိုမာကျူကိုယုံကြည်ကိုးကွယ်တဲ့နှက်ကုန်းဖြစ်ပါတယ်ခင်ဗျာယုံကြည်ကိုးကွယ်သူအများစုဟာထိုင်းတရုတ်လူမျိုးတွေဖြစ်ကြပြီးတော့မာကျူကဘေးကင်းလုံခြုံခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းကိုယူဆောင်ပေးရလို့ယုံကြည်ကြပါတယ်ခင်ဗျာဒီနှက်ကုန်းရဲ့အကြောင်းဆိုရင်တလက်ပြီးတော့ဆမ်မြဲ2023ထိုင်းစကားထဲမှာလည်းရိုက်ကူးဖော်ပြထားတာကိုတွေ့ရှိနိုင်ပါတယ်ခင်ဗျာထူစကားနောက်ပိုင်းမှာနှက်ကုန်းဟာပုံမနာမည်ကြီးလာပြီးတော့ယုံကြည်ကိုးကွယ်သူတွေလည်းပုံမများပြားလာပါတယ်ဒါကတော့နှက်ကုန်းဝင်ခြင်းမှာဆူတောင်းမှုအတွက်အမွှေးတိုင်ဖျောင်းနိုင်တဲ့ပန်းဝယ်ရတဲ့နေရာဖြစ်ပါတယ်ခင်ဗျာနှက်ကုန်းကိုဆူတောင်းတဲ့နေရာမှာအဆင့်30အနေနဲ့ဆူတောင်းရမှာဖြစ်ပါတယ်ခင်ဗျာပထမတစ်ဆင့်မှာဝင်ချင်းဘေးနားလေးကမိုးနဲ့မင်းကြီးစီမှာအမွှေးတိုင်လေးထုံပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်ခင်ဗျာဒုတိယတစ်ဆင့်ကတော့ဖျောင်းနိုင်လေးကိုထွန်းထားတဲ့နေရာကိုသွားပြီးတော့ကိုယ့်လက်ထက်ကဖျောင်းနိုင်လေးမှာကိုယ့်ရဲ့နာမည်မွေးတိတ်ကလေးနဲ့ကိုလိုချင်တာလေးကိုရေးပြီးတော့မှဆူတောင်းရမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ဆင့်အနေနဲ့ကတော့လက်ထဲမှာရှိတဲ့ပန်းလေးကိုမဲတော်ရဲ့ရှေ့မှာသွားပြီးတော့မှကိုလိုချင်တဲ့ဆူတောင်းလေးကိုဆူတောင်းပြီးတော့မှကတ်လူရမှာဖြစ်ပါတယ်ခင်ဗျာဆူတောင်းရင်ပြရမလို့ကျွန်တော်တို့တစ်ခေါက်လောက်တော့သွားဖို့အတွက်ကိုညွှန်းချင်ပါတယ်ခင်ဗျာဗိမယ်ထဲမှာဆိုရင်ကျွန်တော်တို့မားကျော်အပြင်အခြားတရုတ်နမင်းကြီးလည်းတည်ရှိပါတယ်ခင်ဗျာကျွန်တော်တို့မပြန်ခင်မှာဆိုရင်ထက်ခန့်ဒီအပေါင်သားလေးမှာတရုတ်ရိုးရာပေခောက်ပေရင်ကိုလည်းမီးလို့ရပါတယ်ခင်ဗျာနှက်ကုန်းကိုဆိုရင်ဆမ်မြဲ MRT station မှာဆင်းပြီးတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးချူလာလောင်ကုန်းတက္ကသိုလ်စီကို9မိနစ်လောက်လမ်းလျှောက်ပြီးရင်ရောက်မှာဖြစ်ပါတယ်ခင်ဗျာကားငှားပြီးတော့လာမယ်ဆိုရင်တော့ Google Map link လေးကိုဒီပို့ဆက်အောက်မှာကျွန်တော်တို့မှတ်ပြီးထားပါတယ်ခင်ဗျာဘန်ကောက်မြို့တွင်းမြို့ပြင်ကားငှားချင်တယ်ဆိုရင်တော့ကုထုကူမှာလာရောက်စုံစမ်းလို့ရပါတယ်